တောင်သာမြို့နယ်စင်တဲဝါချောင်းမှာကားတစ်ရေနောက်မျောပါသွားတယ်လို့သိရတဲ့ဖြစ်စဉ်တွေကိုပြောပြခြင်းလို့ပါအားလုံးမင်္ဂလာမျိုးကြီးမူကင် entertainment channel ရဲ့ကြိုဆိုလိုက်ပါတယ်ဒီနေ့ဒီဆက်ပြီးမြတဲ့လေးရဲ့ line မှာအရင်ကနာမည်ကြီးညက်ဒီစင်တဲဝါချောင်းမှာကားရေမျောကုန်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဆရာကြီးတွေကပြန်လဲရှင်းပြလာတဲ့ဒီ file လေးဒီ file လေးကျွန်တော်မျိုးပြသက်တစ်ဆက်ပြီးတော့ဖြစ်ပါတယ်ကျွန်တော်မျိုးလည်းကြိုတိကောက်ကလေးရအောင်ဘုဒ္ဓအနေနဲ့ပြန်လဲဝီမြတ်တစ်ဆက်ပြလဲခြင်းဖြစ်တယ်ဒါဆိုရင်တော့ကျွန်တော်ဒီ file လေးစလိုက်အောင်မင်္ဂလာပါဗျအခုကကျွန်တော်တို့မနေ့ကတော့မန္တလေးတိုင်းဒေသကြီးမြင်းညံခရိုင်တောင်သာမြို့နယ်စင်တဲဝါချောင်းမှာကားတစ်ရေနောက်မျောပါသွားတယ်လို့သိရတဲ့ဖြစ်စဉ်တွေကိုပြောပြခြင်းလို့ပါမနေ့ကစင်တဲဝါချောင်းကိုမိုးတွေအဆက်မတန်ရွာတော့တောင်ရရည်တွေဖြတ်ကျော်နေတဲ့အချိန်မှာကျွန်တော်တို့ခီးတဲ့ကားကချောင်းကိုဖြတ်ဆင်းမိလိုက်တယ်ပေါ့တကယ်တော့ကားလမ်းကိုရေကကျော်နေတာဖြတ်ဆင်းလိုက်တဲ့ကားကကျွန်တော်တို့ okay အဆင့်မြင့်ခီးတဲ့ပို့ဆောင်ရေးကားရယ်စင်ကဘာငွေပါကားရယ်နှစ်စီးဖြတ်တဲ့အနက်ကရှေ့ရသွားတဲ့ okay အဆင့်မြင့်ခီးတဲ့ပို့ဆောင်ရေးကားကလွယ်လင့်တကူပဲတစ်ဖက်ကန်းကိုရောက်သွားနိုင်ခဲ့တယ်နောက်ကလိုက်ဖြတ်တဲ့ကားကစင်ကဘာငွေကပါကရေနောက်ကိုမျောပါသွားခဲ့တယ်လို့သိရပါတယ်မျောပါသွားခဲ့တယ်ပေါ့ရေနောက်ကိုအဲ့တော့ဒီဖြစ်စဉ်ကိုကြည့်ချင်းအပြင်ကျွန်တော် driver ကိုလည်းကျွန်တော်အပြစ်မတင်ပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့နိုင်ငံရေးအနေအထားတွေအရအချိန်ကာလသတ်မှတ်ချက်တွေကြောင့်မို့လို့သူတို့ခင်ဗျာဘယ်ဒေသနဲ့ဘယ်ဒေသကိုဘယ်အချိန်ကာလမှာအရောက်မောင်းရမယ်မောင်းတင်နေဆိုတဲ့သူတို့ရဲ့သတ်မှတ်ချက်ကလေးတွေရှိတဲ့အတွက်သူကကိုစန်းညံစမ်းရှိတဲ့လောက်စူးစမ်းပြီးမောင်းပေးခဲ့တာဖြစ်ပါတယ်အဲ့တော့သူ့မှာလည်းအသက်ပါပါတယ်အဲ့တော့ဒီဖြစ်စဉ်မှာရင်တော့မျောပါသွားပြီမဲ့လေရင်လုံသားတွေအားလုံးနဲ့ခီးတွေတစုံတရာထိခိုက်နေတာမျိုးမရှိတဲ့အတွက်လည်းတကယ်ကိုကံကောင်းပါတယ်ပတ်ဝန်းကျင်မှာရှိကြတဲ့ဝိုင်းဝန်းကူညီပေးကြခဲ့တဲ့ညီကောင်မောင်နှမတွေအားလုံးကိုလည်းသူတို့ကိုစားကျွန်တော်ကနေများစွာကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံမှာအရေးကြုံလာပြီဆိုလို့ရှိရင်ဒီလိုဝိုင်းဝန်းကူညီပေးကြတဲ့စိတ်ကလေးတွေကတကယ်ကိုလေးစားဖို့ကောင်းပါတယ်အဲ့တော့ကားနစီဖြတ်တဲ့အနက်ကဘာဖြစ်လို့ကားနစီကဟိုဘက်ကရောက်ပြီးကားနစီကမျောရလဲလို့ကျွန်တော်မနေ့ကတိကျသုံးသပ်ကြည့်လိုက်တော့ကျွန်တော်ရှေ့ရကားကအိမ်လဲပိုရှိတယ် okay အဆင့်မြင့်ခီးတဲ့ပို့ဆောင်ရေးကားကနောက်လိုက်တန်းကားဖြစ်တယ်သူ့မှာတင်လာတဲ့ဝိတ်ကလည်းများတယ်ကားကလည်းဝိတ်တောင်းတယ်ဒါကြောင့်မို့လို့သူကရေဖီအားကိုခံနိုင်ပြီးတော့ဟိုဘက်ကန်းကိုလွယ်လင်းတကူရောက်သွားတာပါနောက်ကစင်ကဘာငွေပါကားကတော့6ဘိန်းရိုးရိုး express ဖြစ်တယ်6ဘိန်း express ဖြစ်တယ်အဲ့တော့သူကတော့အိမ်တူတယ်ခီးတဲ့ဝိတ်လည်းနဲတယ်ကားရဲ့ဝိတ်ချိန်လည်းနဲတယ်ဒါကြောင့်မို့လို့ရေဖီအားကိုမခံနိုင်တော့ဘဲနဲ့သူကမျောပါသွားတာပဲဖြစ်ပါတယ်အဲ့တော့ဒီဖြစ်စဉ်ကြီးချင်းအပြင်ခီးတဲ့တွေအနေနဲ့လည်းခီးသွားတဲ့အခါဘယ်အချိန်ရောက်မှလဲတို့ဘယ်လိုဖြစ်မှလဲတို့ဘယ်အချိန်ရောက်မှလဲတို့စသည်အပြင်မေးကြတာလေးတွေလည်းရှိပါတယ်နောက်ကားတွေနဲ့ခီးသွားတဲ့အခါစိတ်ရှည်တိခံပြီးတော့သွားကြဖို့လည်းလိုအပ်ပါတယ်အခုလိုရာသီတွေအခုလိုအခက်အခဲတွေကြားမှာ driver ကြီးတွေလည်းတကယ်ကိုစိတ်ညစ်စရာတွေကြုံရပါတယ်မနေ့ကဖြစ်စဉ်ဆိုလို့ရှိရင်ကားအုံနာလည်းတော်တော်များများကိုဆုံးရှုံးနေတာမျိုးရှိပါတယ် driver ကြီးတွေရောရင်လုံသားတွေလည်းတကယ်ကိုစိတ်မကောင်းစရာတွေဖြစ်ရပါတယ်တကယ်စိတ်ညစ်စရာတွေဖြစ်ရပါတယ်ဒါကြောင့်မို့လို့ဒီဖြစ်စဉ်တွေမဖြစ်ရလေအောင်အားလုံးပဲစိတ်ရှည်တိခံပြီးတော့ပြန်လည်မေတ္တာလေးတွေနဲ့ခီးသွားနိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်အားလုံးပဲစိတ်သွားတိုင်းကိုပါလူရဆန္ဒတွေပြည့်စုံကြပါစေခင်ဗျာနေကောင်းကြဓမ္မစင်တဲချောင်းဝါပေါ့နော်ဒီကြော်တဲ့တဲ့ဒီမှာတည်င်းကိုကြည့်ရတဲ့လောက်ပေါ့နော်ကျွန်တော်တို့အချစ်ကနေချစ်ဘိန်းမှန်လုံးတစ်စီးဖြတ်တယ်တူနောက်ကနေ6ဘိန်းမှန်လုံးတစ်စီးဖြတ်တယ်မှန်လုံးနေရများတော့ဖြစ်ကျွန်တော်တို့ဘယ်လိုပြောမလဲဆိုတော့ဘယ်မောင်းနေပဲပေါ့နော်
láng yêu cái này chỉ lại bà tu à bữa lúc mà số cô bè mong rồi bè bé cô yêu mà nó cho nó nhà mong rồi nhà bé cô yêu mà ấy làm nhiều đi tham à đi càng nhà bé cô sao win cái này cô mà tu nhà này nó biểu ra là bao nhiêu cô mà này mà đi cho nó chỉ cá nào cá lại đá đi ba đi nhà đi ấy làm nhiều đi biểu ra đấy mà tôi rồi mấy nhau cho nó chia được lâu nó tu cha cái này thì chỉ lại là sao win cái chỉ lại là khác cho nó bữa lúc là rồi đó bè mong à bè bé cô mà cắt lá lê gọng tê đây của yêu nó đào mà lá lê gọng đào mà cá rồi vậy đó, gì à bao nhiêu xíu nó gì à lúa bì ra chỉ lại vào bộ alon giống đu gọng cho bao phía là của nó là vậy chỉ là, ấy để cho ở đó đi mà của mà đi gọng à, đi gọng speed làများတယ်လေများတော့ပြကျွန်တော်ပြောမယ်ချစ်ပင်ကအရှိကနေကူလာတဲ့ပုံစံကချစ်ပင်က weight လေးတယ်နာမတိတစ်ချက်ပေါ့နော် weight လေးတယ်ဒုတိယပြီးလို့ရှိရင်သူကတိတ်မနေဘူး driver ပုံမှာလည်းအများကြီးမှုတည်တယ်ဗျကြားတဲ့ပုံစံကျွန်တော်တို့အနောက်က6ဝင်းကတ်လိုက်သွားတဲ့ပုံစံအနေထားဒီကောင် speed နည်းနည်းများတယ် speed များတယ်ဆိုတော့ကြောက်ပြီးနင်းတာပါတယ်ရှေ့ကမှန်လုံးလဲ1နဲ့ကူးတယ်ပေါ့နော်နောက်က6ဝင်းမှန်လုံးလဲ1နဲ့ပဲကူးလောက်မယ်ဒါပေမဲ့ဒီကောင်တွက်တယ်ပုံစံနင်းထားတာများလို့ပေါ့နော်အဲ့လိုမျိုးပုံစံနဲ့ပါတော့တဲ့ပုံစံရှိပါတယ်တော်တွေကဘောဘာမှကြီးမှဖြစ်တာဘာကြောင့်လဲဆိုတော့သူစကြသွားတဲ့ပုံစံမှာသူတဖြည်းဖြည်းညာဘက်ကိုပါရင်နဲ့အခါတည်းဖင်ရင်ရမ်းသွားတဲ့ချက်ဖင်ရမ်းသွားတဲ့အချိန်မှာနောက်ဆုံးဒီကောင်ဖင်ကရမ်းရင်နဲ့ရမ်းရုံမကောက်အောင်နော်လမ်းကိုလုံးဝကျတော့တာအစိုးရအပြင်လုံးကျတယ်ကြာရင်မှအတွင်းလုံးကျတဲ့ပုံစံရှိတယ်အဲ့ချိန်မှာရိတ်ခနဲ့ပါတော့တဲ့အတွက်ကျွန်တော်တို့ဘယ်လိုပြောမလဲဆိုရှေ့ကောင်းကလုံးဝကိုရမ်းပါသွားတာအဲ့လိုမျိုးပုံစံရှိပါတယ်တော်တွေကဘောဘာမှကြီးဘာမှပြတာပြီးတော့အဲ့ဒီချီကသူကဒီစစ်တဲဝချောင်းကူးလာတော့ရေကြောပုံစံမှာပဲကျွန်တော်တို့တရားပုံစံပေါ့နော်ဘေးမှာတိုင်နေရှိတယ်အကောင်းဆုံးကတော့ရွာသားတွေရေကြီးလို့ရက်ကြည့်နေတယ်မှန်းတယ်ဟိုဘက်ကောတဲ့ဘက်ကပေါ့နော်ရက်ကြည့်နေတယ်လူအပြည့်ကူးလို့ရတယ်ဗျကြည့်ရတာအနေထားကြည့်ရတာတော်သေးတယ်ဆူဆူဝါကြီးမဖြစ်တော့တာဘာကြောင့်ဆိုအဲ့ဒီတာပေါင်ရဲ့အောက်ဘက်ကကြီးကမနစ်လို့ခန်းလာတာနော်တကယ်တော့ပြောလို့မစိန်ကဘာမှလို့ပေါ့နော်တော်သေးတယ်ဘာမှဖြစ်တာကျေးဇူးတင်ပါတယ်အခုနေချက်လူတွေတကယ်man အချီကကျွန်တော်ကြည့်ရတာလေချစ်ပိတ်ကူးလာတာမဆိုးဒီကောင်နည်းနည်းလေးဝါရင်နဲ့အိမ်နေရတာဘောနော်သူ driver ပုံစံကြည့်ရတာရေစီအားတော့ရှိတယ်မှန်တယ်ဒါပေမဲ့သူကအောက်ကကွန်ကရစ်လားရေကြော်တိုင်နေရှိတယ်ဗျကျွန်တော်ရေကျတဲ့အချိန်မြင်မှုတဲ့အေးပို့တပို့မှာရေကျတဲ့အချိန်မှာဘာမှဖြစ်ဘူးကွန်ကရစ်လာကြီးကွန်ကရစ်လောင်တိုင်နေစိုက်ထားတယ်အကောင်းဆုံးကတော့ရွာသားတွေကိုဒီတို့ကဘာမှမတားထားဘူးပေါ့နော်အကုန်လုံးရွာသားတွေကလည်းဒီတိုင်းရကြည့်နေတဲ့ပုံစံမှာစဝင်ကြပါတော့တဲ့ဖြစ်တာပါလို့တော်တယ်ပေါ့နော်အခုကတော့ဆွဲထုတ်နေပါပြီလုံးဝကိုအမားပြောမှဆို6ဘင်းကဝိတ်ကလည်းလေးတယ်ဗျဘာကြောင့်ဆိုကျွန်တော်ကတ်တာတံပူမှာတော်တော်များတွေ့ရတော့6ဘင်းနေတာ7ဘင်းညာဘာမှမဖြစ်ဘူးနော်6ဘင်းနဲ့ကုန်ခဲ့ရတယ်ဗျခီးကျတွေဆင်းတယ်ဘိုက်အောက်ကကုန်တွေထုတ်တယ်ပေါ့နော်သူ6ဘင်းဝိတ်ကလည်းပြန်တွက်ကြည့်မယ်ဆိုရင်သူကလည်း18 19လောက်ပါတယ်တန်ချိန်ကဒီလုံးဝိတ်ကလေအဲ့ဒါကြောင့်မို့ဒီကောင်လုံးဝကိုလမ်းကြောအယူမားလို့ကြားတယ်လို့ပဲကျွန်တော်တော့ယူဆတာပေါ့နော်ဒါဘာမှမဟုတ်ဘူးကားနာသွားပါပြီခင်ဗျာဘလို့မှအဖတ်စင်မရတဲ့လမ်းပါခင်ဗျာဟုတ်ကဲ့ပါမျိုးတွေကျွန်တော်ပြပိုင်ဒီလောက်ပါပဲဒီခွန်လက်လိုင်းမှာအရင်မှနာမည်ကြီးပြလူပြောများနေဒီစင်တဲဝ6မှာပေါ့နော်ကိုဗရီလမ်းပေါ်ရေကြော်ပြီးတော့ဒီကားတွေရေထဲမြုံပါသွားတယ်ဒီခွန်လက်ပတ်သက်ပြီးတော့ကားဆရာကြီးတွေတော်တော်များများကဒီဝေဖန်ကြတယ်ပေါ့နော်ဒီ driver ပို့ဆောင်မှုကြောင့်လည်းပါတယ်ဆိုပြီးတော့ဟုတ်ကဲ့ပါမျိုးတွေထင်မြင်ချက်တွေလည်းကျွန်တော် comment မှာမှတ်ချက်ရေးပေးကြရရတယ်ကျွန်တော် channel နေမုံတန်းသတင်းနေနဲ့ဒီငလင်သတင်းမိုးလေသတင်းတွေကိုမြင်တက်ဆက်ပြပါမို့ကျွန်တော် channel like ကစကွာမြင်တယ် like ကစကွာနဲ့ဘင်းနဲ့ဒီဘယ်လေးကိုပါနေခဲ့ပြီးပို့တော့ဆက်ကြပါမယ်ကျွန်တော် channel အားပဲကြည့်ရှုသူတရားရှင်ကျေးဇူးများတင်ပါတယ်နောက်ထပ်ပြီးမှပြန်ဆောင်ကြမယ်